congratulation မှာ Inter Milan အသင်းကတော့2025-2026 Italy Serie A Champions ကိုတော့ဒါပွဲ35ပွဲအပြီးမှာဒါဆော့ဆော့စီစီရယူသွားခဲ့တာဖြစ်ပါတယ်။ပွဲကစားဖို့3ပွဲအလိုမှာပဲ3ပွဲအကြံအလိုမှာပဲ Inter Milan အသင်းကအနည်းငယ်ပါမာတင်တဲ့အိမ်ဝင်ပွဲစဉ်ရှင်ပြိုင်ကစားပြီးရမှာတော့2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရယူပြီးတော့ Italy Serie A Champion အဖြစ်အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။ဒုတိယနေရာကနာပိုလီအသင်းနဲ့ရာမ12မှတ်ဖြတ်သွားခဲ့တာကြောင့်မလို့စောစောစီစီချန်ပီယံအဖြစ်အောင်ပွဲခံသွားခဲ့တာလည်းတွေ့မြင်ရတာဖြစ်ပါတယ်။ပြိုင်ပွဲပြီးဆုံးမှု3ပွဲလိုမှာ Italy Serie A Champion ကိုအကြိမ်20ကြိမ်မြောက်အဖြစ်စုခူးသွားခဲ့တာလည်းဖြစ်ပါတယ်။ Inter Milan အသင်းကမနေ့ကရှင်ပြိုင်ခဲ့တဲ့ဒီ Italy Serie A 35အားမှာပါမာအသင်းကို 2-0 နဲ့အနိုင်ရခဲ့တာကြောင့်မို့လို့ဒုတိယနေရာမှာလည်းရှိနေတဲ့နာပိုလီအသင်းကို12မှတ်ဖြတ်ပြီးတော့ပွဲကုန်ငင်ချန်ခဲ့တဲ့အားလည်းဖြစ်ပါတယ်။ဂျူဗင်တက်ရဲ့နောက်ဒုတိယအောင်မြင်ဆုံးအသင်းဖြစ်လဲရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ Inter Milan အသင်းဟာကိုပါအီတာလီယာပြိုင်ပွဲမှာလည်းဗိုလ်လူပွဲကိုရောက်ရှိနေပြီးတော့မေလ23ရက်နေ့မှာလာဇီယိုအသင်းနဲ့ရှင်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့မှာဂုဏ်ယူရသော Inter Milan အသင်းရဲ့ချန်ပီယံဆုအတွက် congratulation လုပ်ပေးသွားတာဖြစ်ပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။